လောက်သိန်း9000 8000ဝင်နေတဲ့ AI generated channel တွေကဒီ AI content တွေကိုဘယ်လိုမျိုးတွေလုပ်နေလဲဘယ်လို content တွေတင်နေလဲmonetization တွေကဘယ်လိုဝင်နေလဲဆိုတော့ကျွန်တော်လည်းချက်ကြည့်ကြမယ်ပထမဆုံးဒီ AI generated လုပ်ထားတဲ့ channel ဆိုရင် Smart AI Robot TV ဆိုတဲ့ channel ပေါ့နော် channel ကကြတော့ AI generate လုပ်ထားတဲ့စက်ရုံမလေးတယောက်ရဲ့အကြောင်းကိုပုံမှန်မြင်ဖို့ခက်တဲ့ဒီထူးခြားတဲ့ visual ပုံစံတွေနဲ့ content တွေတင်နေတဲ့ channel ဖြစ်တယ်ပေါ့နော်ဒီစက်ရုံမလေးကလေးမွေးတာမင်္ဂလာဆောင်တာစက်ရုံဟင်းချက်တာအစတွေပေါ့နော်အဲ့ဒီဟာတွေကိုတင်ပေးနေတာဒီ channel ရဲ့ content တွေကိုဘယ်လို production လုပ်နေလဲဆိုရင် video clip တိုလေးတွေကို AI နဲ့ generate လုပ်တယ်ပြီးတော့ဒီ clip တွေကိုဆက်ပြီးတော့ဒီ background music တွေထည့်တဲ့ပုံစံမျိုးပေါ့နော်ဒီ channel ကလာစဉ်$6000ကျော်နေပြီးတသိန်းကျော်တီကိုဝင်နေတယ်အမှဝင်တဲ့ဆိုရင်လာစဉ်$5000လောက်ဝင်နေတဲ့ AI generated content channel ဖြစ်တယ်ပေါ့နော်နောက် channel တစ်ခုဆိုရင် Catfan TV ဆိုတဲ့ YouTube channel တစ်ခုဖြစ်တယ်သူတင်တာကတော့မြင်းကြီးတွေနွားအကြီးတွေပေါ်မှာအကောင်တွေအကြီးတွေကတ်လို့ကယ်ဆယ်ရေးတွေကကယ်ရတဲ့ story ပုံစံမျိုးတွေတင်နေတာဖြစ်တယ်ပြီးတော့ super hero ချင်းချင်းချခိုင်းတဲ့ပုံစံတွေcontent idea တစ်ခုတည်းကိုပဲ prompt မှာဒီ character တွေကိုပြောင်းပြီးတော့ခက်ဆန်းဆန်းပုံစံအနေနဲ့ viewer တွေကိုဆက်ဆောင်တဲ့ပုံစံမျိုးသွားတဲ့ channel ဖြစ်တယ်ပေါ့နော် channel ကလည်းတစ်လောက်ကို USD 6000ခွဲလောက်ထိရနေတဲ့ channel ဖြစ်တယ်ပေါ့နော်နောက်ထပ် channel တစ်ခုဆိုရင် Cat မြောင် story ဆိုတဲ့ YouTube channel ကလည်းအကြောင်းတွေကိုဥတည်ပြီးတော့ဒီ AI generate content လုပ်တဲ့ channel ဖြစ်တယ်ပေါ့နော်ပြောရရင်အကြောင်းတွေကိုဒီ 3D animation လေးပုံစံလေးတွေprompt တွေထုတ်ပြီးတော့ဒီကြောင်မလေးကပင်ပန်းပန်းလုပ်နေတာတွေကြောင်ကြီးကဖောက်ပြန်တာတွေကလေးမွေးတာတွေအဲ့လိုအမြင်ဆန်းတဲ့ visual တွေကိုဒီကြောင်လေးနဲ့ဇက်လန်းလေးဖန်တီးပြီးတော့တင်နေတဲ့ channel တစ်ခုဖြစ်တယ်ဒီ channel ကလည်းပထမဆုံး AI generated video clip တွေထုတ်တယ်ပြီးတော့ဒီ clip တွေကိုပေါင်းပြီးတော့ဒီမြောင်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  What the fuck စားတဲ့ဒီကြောင် background music တွေနဲ့ဒီ sound effect တွေနဲ့တင်တဲ့ channel တစ်ခုပေါ့နော်ဒီ channel ကနေပြီးတော့ USD $6000လောက်ကိုလာစဉ်ဝင်တယ်ဒီ channel ကအခန်းလေး channel တစ်ခုဖြစ်တယ်တချို့လာတွေမှာဆိုရင်မြန်မာငွေ$9000 8000တိဝင်နေတဲ့ channel တစ်ခုလေးဖြစ်တယ်ပေါ့နော်နောက်ထပ် channel တစ်ခုကိုကြည့်မယ်ဆိုရင်ဒီ Quad Lab ဆိုတဲ့ TikTok channel ရှိတယ်သူကကြတော့ဆိုးတယ်ဒီကဘာပေါ်မှာနာမည်ကြီးနေတဲ့ဟာတွေနာမည်ကြီးနေတဲ့နေရာတွေနာမည်ကြီးတဲ့အရာတွေပြိုကျပျက်စီးနေရာတွေကိုဒီ AI နဲ့ generator လုပ်ပြီးတော့ဒီ sound effect တွေနဲ့တူပြီး အော်တဲ့အတန်တွေတိုက်တွေပြိုကျတဲ့အတန်တွေစောင်းတွေပြိုကျတဲ့အတန်တွေစတာတွေကိုဒီ TikTok မှာတင်တဲ့ channel ပေါ့နော်ဒီ channel ရဲ့ content တွေကလည်း million view ရထားပြီးတော့ဒီ1 million view ရထားတဲ့ video တစ်ပုဒ်က RPM 0.3 နဲ့တွက်ရင်video တစ်ပုဒ်ကို$300လောက်ဝင်နေတဲ့ channel ဖြစ်တယ်ပေါ့နော်နောက်ထပ် AI generator TikTok channel တစ်ခုဆိုရင် Yeti Vlog Live ဆိုတဲ့ channel ရှိတယ်ဒီ channel ကကြတော့ခုဖြစ်စားနေတဲ့ဒီ big food တွေလူဝင်တွေဒီကောင်တွေက vlog ရိုက်နေတဲ့ပုံစံမျိုးတွေကိုVO3 AI engine ကိုသုံးပြီးတော့ content တွေတင်ထားတဲ့ channel ဖြစ်တယ်ပေါ့နော်များတဲ့ visual idea စမ်းတဲ့အတွက်ကြောင့်ရောဒီ VO3 output တွေကတင်သက်ပြီးတော့ဒီခုလောဆယ်မှာ trending ဖြစ်နေရတဲ့ကြောင့်ဒီတစ်လတောင်မပြည့်သေးတဲ့ဒီ channel ကနေပြီးတော့view 23 million ရထားပြီးသွားပြီပေါ့နော် RPM 0.3 နဲ့တွက်ရင်ကို USD 6000 9000လောက်ကိုဒီ channel က earning လုပ်တာဖြစ်တယ်ပေါ့နော်အခုထပ်တွေ့ရတဲ့ဒီ Facebook channel ဆိုရင်လည်းဒါခုနက channel လိုပဲဒီ big food တွေ vlog ရိုက်နေတဲ့ပုံစံမျိုးကိုတင်တဲ့ channel ဖြစ်တယ် channel ကလည်း Facebook မှာ grade A ရထားပြီးတော့ဒီ million view တွေနဲ့ Facebook ရဲ့Reels program တွေ bonus program တွေကနေပြီးတော့ monetization earning ဖြစ်နေတဲ့ channel တစ်ခုဖြစ်တယ်ဒီ channel ကိုကြည့်ပြီးတော့ကိုကလည်း AI content တွေနဲ့ generate လုပ်တဲ့ channel တွေကိုစောင့်ချင်တယ်ဆိုရင်တော့ကျွန်တော်အနေနဲ့အကြံပေးချင်တာကကိုကဘယ်လို content ကိုထုတ်ချင်တယ်ဘယ်လို generator ကိုအသုံးပြုမယ်ဆိုတော့ပထမဆုံးစဉ်းစားရမယ်ဒီ AI generator တွေကတစ်ခုနဲ့တစ်ခုထုတ်ပေးတဲ့ output တွေမတူဘူး feature တွေမတူဘူးပေါ့နော်ကိုယ့်ရဲ့ content production မှာပုံတွေထုတ်မှာလား video တွေထုတ်မှာလား narration ထုတ်မှာလားအဲ့ဒီပုံမှာမူတည်ပြီးတော့ကိုယ်နဲ့ကိုက်ညီတဲ့ AI generator ကိုရွေးဖို့တော့လိုမယ်ဘာဖြစ်လို့လဲဆိုတော့တော်တော်များများကဝယ်ပြီးသုံးရတယ်လေနော်ပြီးတော့ next ရွေးမယ်ဆိုရင်ကိုရွေးမဲ့ content မျိုးစားတွေက always on content မျိုးစားဖြစ်လာဒီများပြီးသားဒီ fame ရှိပြီးသားအရာတွေကိုအနေနဲ့ပုံမှန်နဲ့ခွဲထွက်တဲ့ content style တွေနဲ့ဘယ်လိုပြနိုင်မလဲကို create လုပ်မဲ့ content ကဒီ real life မှာရော social မှာရောမြင်ရခက်တဲ့ content ပုံစံတွေဖြစ်လာထုတ်ပေးနိုင်မလားဆိုတော့ကိုအနေနဲ့ AI generated content တွေ AI generated channel တွေကိုဘယ်လိုမျိုးစောင့်ရမလဲဘယ်လိုမျိုး content တွေဖန်တီးရမလဲဆိုတော့ idea ရသွားမှထင်တယ် so ဘေးတန် impact ပြီးတော့အဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်